အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ရှာကျွမ်းထိုးပြီးဆွေမျိုးပါမေးသွားစေရမယ်တံပြားသီးတုပ်လေးကိုတူစားပါမယ်အခြေကြောက်တဲ့သူတွေပါအကြိုက်တွေ့စေမယ့်နီးလေးမို့ကြော်နဲ့တို့လည်းကြည့်ကြအောင်ပါခင်ဗျာပရမဆိုနေနဲ့အမြင့်ငပိလေးတူစောကိုရီလေးနဲ့ငယ်ထည့်ပြီးတော့ကြဲကြဲလေးဖြောထားပေးပါမယ်ပြီးရင်အိုတဲကိုစကားလေးနဲ့စစ်ထည့်ပြီးတော့ငပိအနက်လေးပြောက်တဲ့အထိကြိုပေးရပါမယ်ကဲဒီလိုအနက်လေးငွေပြီးတော့ပြည့်ပြည့်လေးဖြစ်လာပြီဆိုရင်ရပါပြီခင်ဗျာပြီးတော့ကြော်တို့တံပြားသီးလေးတွေကိုလည်းခေါ်ခွာပေးထားပါမယ်ခင်ဗျာကဲအကိုလိုလဲခွာပြီးပြီဆိုတော့တံပြားသီးတုပ်လေးကိုစားတော့ပါမယ်ခင်ဗျာအရသာအတွက်အစာနဲ့ငယ်အချုံမို့အသားမို့တကြားညိုကိုကထမင်းစားစောနဲ့တုပ်စောကတ်ထည့်ပေးပါမယ်ခင်ဗျာပြီးရင်ငရုတ်သီးမို့ကိုကနှစ်စောပူဆက်အောင်ခွဲခြားမှုလေးကိုလည်းတစ်စောထည့်ပေးပါမယ်ပြီးတော့ပဇော်ချုံမှုခမင်းများလေးနဲ့ကြက်တော်ကြော်လေးတွေကိုလည်းထည့်ပေးလိုက်ပါမယ်ခင်ဗျာကဲနောက်ဆုံးအနေနဲ့ကြိုထားတဲ့ငပိရီလေးကိုထမင်းစားစောနဲ့9စောခန့်ထည့်ပေးလိုက်ပါမယ်ခင်ဗျာပြီးတော့ကြော်တို့သမအောင်နယ်ပေးပါမယ်အရသာပိုစေးအောင်ကြက်တော်ကြော်ကိုထည့်တဲ့နေရာမှာမြေပဲထောက်လေးကိုထည့်ပေးရည်လည်းရပါတယ်ခင်ဗျာကဲဒီလိုတမသွားပြီးဆိုတာနဲ့ချစ်ချစ်ဆက်ဆက်နဲ့ရှာကျွမ်းထိုးပြီးဆွေမျိုးပါမေးသွားစီရမယ်တံပြားသီးတုပ်လေးကိုရရှိပါပြီခင်ဗျာကဲစားကြပါခင်ဗျာကျွန်တော်အရသာလေးမချင်ဘူးလားဆိုတော့ချင်တာပေါ့နော်ဒါပေမဲ့ဒီငပိအရသာရဲ့တခြားဟင်းခဲတွေထိလိုက်တော့လေအချင်းကအရန်စူးတာမဟုတ်ပဲနဲ့လောကပြည့်ပြည့်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာကောင်းတယ်โอเคอันนี้ด้วยเนี่ยลูกอันนี้ด้วยဒီနေထားကလေကျွန်တော်တို့အချင်းကြောက်တဲ့သူတွေအတွက်ပါဆင်ပြပါတယ်ခင်ဗျကျွန်တော်တို့ဒီငပိရီကိုကလေလောကနိုင်ချင်းထည့်ထားမို့ဒီအချင်းကိုတော်တော်လေးထိထားပေးပါတယ်ခင်ဗျကျွန်တော်အစားကလေးဒီငါလုံးလို့ပဲစားမယ်လို့ထားရပါတော့အခုတော့ဆက်လို့ကြော်တော့ပါပြီခင်ဗျဒီထက်ပိုစားရင်လည်းဒီ1အတွက်ပြဿနာရှိတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီလောက်ပဲစားပါမယ်ခင်ဗျကဲဒါဆိုရင်ဒီနေ့လေးတိုင်းဒီသမ ्या သီးချင်ပေါ်လေးကိုအိမ်မော်လက်တကူလို့စားလို့ရပါတယ်ခင်ဗျအရင်ကစားလို့ကောင်းပါတယ်ခင်ဗျကဲဒါဆိုရင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျဘိုင်ရပါခင်ဗျ